coffee နဲ့ ghee ထောပတ်စီကိုတွဲဖက်ပြီးတော့တောက်တော့မယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်ကိုကောင်းမွန်စေပါတယ်ကိုယ်ရင်းလှုပ်ရှားမှုပုံပုံကောင်းမွန်စေပြီးတော့ခန္ဓာကိုယ်ရဲ့အဆီတွေကိုပို့ပြီးတော့လောင်ကျွမ်းစေနိုင်ပါတယ် coffee နဲ့တံမြရည်ကိုတွဲဖက်ပြီးတောက်မယ်ဆိုလို့ရှိရင်တော့စာရှည်စနစ်ကိုပို့ပြီးတော့အားပေးပါတယ် coffee နဲ့ gin ကိုတွဲဖက်ပြီးတောက်မယ်ဆိုလို့ရှိရင်တော့ကိုယ်ခံအားကိုမြင့်တင်ပေးပြီးတော့ခဏခဏအေးမိနှာစီးရတယ်နေမကောင်းဖြစ်တာနေပြီးတော့ကောက်ွယ်ပေးပါတယ် coffee နဲ့တစ်ကြိပုံမုတ်ကိုတွဲဖက်ပြီးတောက်မယ်ဆိုလို့ရှိရင်တော့ပြည်တွင်းအချိုတက်မြင့်တက်ခြင်းကိုထိမ့်သိမ့်ပေးပါတယ်ပြည်တွင်းအချိုတက်ငြိမ်မှုအတွက်ကိုအထောက်အကူအများကြီးဖြစ်ပါတယ် coffee နဲ့ပြားရည်နဲ့ကိုတွဲပြီးတောက်မယ်ဆိုလို့ရှိရင်တော့ antibacterial လို့ခေါ်တဲ့ခန္ဓာကိုယ်ထဲမှာအမြဲမပြတ်တိုက်ခိုက်နေတဲ့ bacteria ပိုးတွေနဲ့ကာကွယ်ပြီးတော့ယောဂတွေအများကြီးနေပြီးတော့ကာကွယ်ပြီးသားဖြစ်သွားပါလိမ့်မယ် coffee နဲ့စနွင်းကိုတွဲဖက်ပြီးတောက်တော့မယ်ဆိုလို့ရှိရင်တော့ရောင်ရမ်းမှုကိုတက်တာစေပြီးတော့ခန္ဓာကိုယ်မှာဒူးတွေရောင်တာအဆစ်မြစ်တွေရောင်တာနှလုံးသွေးကြောရောင်ရမ်းတာစတဲ့ရောင်ရမ်းမှုတွေအများကြီးကိုတက်တာစေနိုင်ပါတယ်အလုံးစုံကျေးဇူးတင်ပါတယ်